ပအိုးနဲ့ပလောင်လူမျိုးတွေဟာရှမ်းပြည်မှာနေထိုင်ကြတဲ့လူမျိုးတွေဖြစ်အများသိကြပါတယ်ရှမ်းမြောက်မှာတော့ပလောင်လူမျိုးစုတွေကအနေများပြီးရှမ်းတောင်မှာတော့ပအိုးလူမျိုးစုတွေကအနေများပါတယ်ပအိုးလူမျိုးစုတွေကရှမ်းတောင်နဲ့မကပါဘူးပဲခူးတိုင်းအဆက်တွေနဲ့ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေအထက်ထိပါခြေဆန့်ပြီးအခြေချနေထိုင်ကြတဲ့လူမျိုးစုတွေဖြစ်ပါတယ်တထုံမှာဆိုလို့ရှိရင်အလန်တရာနယ်မြေဆိုတာပအိုးတွေရဲ့အမတန်ထင်ရှားကြော်ကြားတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တင်ပြချင်တာကပလောင်လူကြီးတွေရဲ့ကိုယ့်ရဲ့လူမျိုးတွေအပေါ်မှာရှိတဲ့အမြင်ပလောင်လူကြီးတွေရဲ့နိုင်ငံရေးချိန်နဲ့ပအိုးလူကြီးတွေရဲ့နိုင်ငံရေးချိန်ကိုပြောချင်တာပါပအိုးရွာမှာစာသင်ကျောင်းမရှိတဲ့ရွာတို့မီးမရှိတဲ့ရွာတို့ဆိုအမတန်နဲပါတယ်ခုနောက်ပိုင်းပလောင်ရွာတွေကခုချိန်ထိကိုတချို့နေရာတွေမှာလမ်းပန်းဆက်သွယ်ရေးကောင်းအောင်ကားလမ်းပေါက်အောင်တော့မရဲလုပ်နေရတဲ့အနေအထားမျိုးဖြစ်ပါတယ်ဒီနေရာမှာဒါရှမ်းပြည်တောင်ပိုင်းဟာဒါရှမ်းပြည်တပြည်လုံးရဲ့မြို့တော်ဖြစ်တဲ့တောင်ကြီးမြို့တော်ရှိပါတယ်တောင်ကြီးမြို့နဲ့မလမကန့်ပါနေမယ်ပိုးတက်ဖွဲ့ဝင်တွေအခြေချလှုပ်ရှားတဲ့နေမြေရှိပါတယ်ဒီအဖွဲ့တွေကအစင်လာအားဖြင့်ဒါတိုင်းခုနောက်ပိုင်းပေါ့နော်ဒုချုပ်ကြီးဒုတိယဗိုလ်ချုပ်မူကြီးမောင်အေးဖြစ်သွားတဲ့ဦးမောင်အေးတိုင်းမှုဘွားကလေးကနေပြီးတော့မှအဲ့ဒီနေမြေမှာတက်မတော်နဲ့ပိုးတွေဟာချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တာထိမ့်သိမ့်လာခဲ့တာအခုချိန်ထိပါပဲတဲ့ပိုးလူကြီးတွေကိုဒါစစ်တပ်နဲ့ပေါင်းတယ်ခရိုနီဖြစ်တယ်ခရိုဝါဖြစ်တယ်ဘလို့ပဲပြောနေပါစေဒီပိုးလူမျိုးတွေဟာတဖြည်းဖြည်းနဲ့ဒီမြန်မာနိုင်ငံမှာလည်းမကဘူးထိုင်းမှာပါသူတို့ကတဖြည်းဖြည်းကြီးထွားလာတယ်သူတို့ရဲ့လူအဖွဲ့အစည်းတွေဟာတဖြည်းဖြည်းခိုင်မာလာတယ်ပိုးတွေဟာဟိုးအရင်ကလိုမျိုးပဲဒါဆင်းရဲတဲ့တောင်သူလုံနေတဲ့အနှိမ်ခံလူရန်စားတရက်မဟုတ်တော့ဘူးစီးပွားရေးလုပ်ငန်းရှင်တွေအများကြီးပေါ်ထွက်လာတယ်ဒါဟာဘာရလဲဆိုငိမ့်ချမ်းမှုရဲ့ရလဒ်ဖြစ်ပါတယ်ပိုးလူကြီးတွေဟာငိမ့်ချမ်းရေးကိုကောင်းစွာတည်ဆောက်နိုင်တဲ့အတွက်ကြောင့်မလို့ဒါတောင်ယာစိုက်တဲ့သူကလည်းကောင်းစွာတောင်ယာစိုက်ပျိုးနိုင်တယ်ကိုယ့်ရဲ့စိုက်ပျိုးပြီးသားသီးနှံတွေကိုရန်ကုန်ကိုပို့မလားမန္တလေးကိုပို့မလားနိုင်ငံခြားကိုပို့မလားပို့ချင်တဲ့နေရာပို့အဲ့တော့နောက်ပိုင်း NGO တွေကနေဒီမြန်မာနိုင်ငံကိုကူညီပေးထောက်ပံ့ပေးနေတာရှိတယ်ဒါကျွန်တော်ကိုယ်တိုင်သိတဲ့ကိစ္စအဲ့တော့ရှမ်းမြောက်ကို NGO တွေကမသွားရဲဘူးသွားဖို့လည်းခွင့်မပြုဘူးသူတို့ရဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကဘာကြောင့်ဆိုအမတန်များတဲ့အတွက်ကြောင့် NGO တွေဟာရှမ်းပြည်အတွက်ကိုဘတ်ဂျက်ကိုရှမ်းပြည်တောင်ပိုင်းမှာတုံးပြီးလှည့်ပြန်သွားကြတယ်ရှမ်းပြည်တောင်ပိုင်းဆိုလို့ရှိရင်တောင်ကြီးအင်းလေးပင်တရဒီဟိုပုံးဒီဒနုကိုပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတို့ပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတို့မှာတုံးဆွဲပြီးပြန်သွားတဲ့အတွက်ကြောင့်မလို့ပြည်ပရဲ့ NGO အထောက်ပံ့တော်တော်များများကိုလည်းတည်ငြိမ်အေးချမ်းလှတဲ့ဒါအင်းလေးကန်ကြီးရဲ့ပတ်ချလဲမှာရှိတဲ့ရှမ်းပြည်တောင်ပိုင်းကအရာတာများတယ်နောက်တစ်ခုကလည်းဒီလိုငြိမ်းချမ်းတဲ့အတွက်ကြောင့်မလို့ဘာသာရေးဆိုင်ရာပွဲတော်တွေအခုတောင်ကြီးမီးဘုံမြန်ပွဲမှာဆိုလို့ရှိရင်အမတန်မှစီကားတယ်ချို့ရပြောကြတယ်ကားပါကင်ကြီးတွေဈေးကြီးတယ်စားတောက်တွေဈေးကြီးတယ်ဘလို့ပြောဒီဒေသမှာရှိတဲ့လူတွေဟာဈေးရောင်းကောင်းတယ်နော်ကုသန်ရဝယ်ရေးတွေပို့ပြီးကောင်းမွန်လာတယ်ဟိုတယ်တွေဆိုလို့ရှိရင်တကယ်ကိုအိတ်စရာအခန်းမရှိလောက်အောင်ကိုဒါဟိုတယ်တွေလည်းအလုပ်ဖြစ်တယ်ဘာကြောင့်လဲငိမ့်ချမ်းလို့လေရှမ်းမြောက်မှာကျတော့အဲ့လိုမျိုးမဟုတ်ဘူးရှမ်းမြောက်မှာပလောင်တက်ဖွဲ့ရှိတဲ့နေရာမှန်သမျှကဘုံထိတယ်စာသင်ကျောင်းတွေမီးလောင်တယ်တရားတွေအချိုးတယ်အဲ့တော့တက်မတော်ကနေပြန်ပြီးတော့ဒီနေရာတွေပြန်ပြီးသိမ့်ပိုက်ပြီးတော့အုပ်ချုပ်ရေးလုပ်မယ်ဆိုရင်တော့မှဒီပလောင်အကျန်းဖတ်တွေဟာဒီပလောင် TNL အကျန်းဖတ်တွေဟာရှမ်းလူမျိုးတွေနေထိုင်တဲ့ဒေသအများစုရဲ့နယ်မြေတွေမှာသူတို့သိမ့်ပိုက်သွားပြီးလို့ဆုတ်ခွာသွားပြီဆိုလို့ရှိရင်စေယုံနေမိရှို့တာမျိုးတို့နော်လန်တရားတွေကိုဖျက်ဆီးခဲ့တာမျိုးတို့မိသက်ကားတွေကိုမိရှို့ဖျက်ဆီးခဲ့တာမျိုးတို့ဆိုလွတ်ပစ်ခဲ့တယ်တကယ်တော့ဒီဟာတွေဟာတက်မတော်ကိုတိုက်ခိုက်တဲ့နီးလန်းနေမဟုတ်ဘူးဒီမိသက်ကားတွေဒီစေးရုံစေးပေးကန်းတွေဒီကြောင်းတွေဒီတရားတွေဟာဒီမှာရှိတဲ့ရှမ်းလူမျိုးစုတွေတခြားသောလူမျိုးစုတွေအသုံးပြုနေတဲ့နေရာတွေဖြစ်တယ်ဒါပေမဲ့လည်းဒါတွေကိုမငဲကွက်ဖဲနဲ့မြေလံစနစ်နဲ့ဖျက်ဆီးပစ်ခဲ့တာမျိုးတွေအစိုးရဌာနမှန်သမျှဖျက်ဆီးဒါပေမဲ့တချို့အစိုးရဌာနတွေဆိုတာပြည်သူအကျိုးပြုဌာနတွေဖြစ်တယ်အဲ့တော့ဒီနေရာတွေကိုဖျက်ဆီးပစ်ခဲ့တဲ့အတွက်ကြောင့်မလို့ရှမ်းလူမျိုးစုတွေရဲ့ကြားထဲမှာ TNL ပေါ်မှာအမျက်ထွက်ဒေါသထွက်မှုနဲ့မနှိမ့်ညွတ်မှုတွေဖြစ်လာတယ်ဒါမြန်မာတက်မတော်မှာတစ်ခါမှဒီလိုရတယ်တစ်ခါမှမလုပ်ဘူးနောက်တစ်ခုကဘာလဲဆိုရှမ်းတွေအများစုနေတဲ့တီဘောမျိုးလိုမျိုးတွေနော်ဒီဒနုတွေအများစုရှိတဲ့နောင်ချိုလိုမျိုးတွေမှာသူတို့ရဲ့ဒီပလောင်တွေရဲ့ identity ပေါ့ပလောင်စာပေနဲ့ဆိုင်းဘုတ်ပြောင်းချိတ်တာတို့ပလောင်တစိမ့်တွေနဲ့ပြန်လောက်တာမျိုးတို့ရုံးတစိမ့်တွေပါတယ်ဆိုလို့ရှိရင်လည်းပလောင်ဘာသာစကားနဲ့ပဲလောက်တာမျိုးတို့ဒေတာခံနေရဲ့ပေါ့မျက်နှာမဟုတ်ဘူးချို့တွေကပလောင်တွေကဘာပြောလဲပလောင် TNL ခေါင်းဆောင်တွေကဘာပြောလဲဗမာလူမျိုးကြီးဝါရကျင်တုံးနဲ့ဗမာနယ်ချက်ဘာညာပြောပြီးမှသူတို့ကိုယ်တိုင်နယ်ချက်ဖြစ်မှန်းမသိဖြစ်လာတယ်သူတို့ကိုယ်တိုင်ဖက်စစ်ဖြစ်မှန်းမသိဖြစ်လာတယ်သူတို့ကိုယ်တိုင်အကြမ်းဖက်ဖြစ်မှန်းမသိဖြစ်လာတယ်ဘာကြောင့်လဲဆိုတော့သူတို့စေရေးရအောင်နိုင်လာတဲ့အခါမှာရှမ်းလူမျိုးစုတွေနဲ့တခြားသောလူမျိုးစုတွေကိုနှိမ်နေအဲ့အတွက်ကြောင့်မလို့သူတို့ဒီနှစ်ပေါင်းများစွာဒီသူတို့ရဲ့ image ကိုသူတို့ရဲ့ပုံရိပ်ကိုပြန်တည်ဆောက်အောင်မှာဖြစ်ပါတယ်ဒါအခုစေရေးရနိုင်နာရှုံးနေတဲ့ခဏထားဒီရှမ်းပြည်မှာနေထိုင်သော
30ကျော်သောတိုင်းသားလူမျိုးစုတွေရဲ့ကြားထဲမှာပလောင်လူမျိုးစုတွေရဲ့ဂုံတိတ်ဟာ TNL တားဖုံးကျော်တို့တားအိုက်ကျော်တို့ရဲ့ခေါင်းဆောင်မှုမတက်မှုအရေးချင်းညံပြင်းမှုနိုင်ငံရေးရေချိန်မရှိမှုတွေကြောင့်ဒါအောက်ကျနောက်ကျဒါဖြစ်ခဲ့ရတယ်နောက်တစ်ခုကတောင်ပိုင်းမှာဆိုရင်ပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရနေမြေတွေမှာဆိုတော့ကြည့်လိုက်ဒါပအိုးနေမြေတွေဟာသူတို့ရဲ့စီးလုံးညီညွတ်မှုဘာသာရေးဆိုင်ရာပွဲလမ်းတပင်းတွေမှာဆိုလို့ရှိရင်လည်းကောင်းမှာကောင်းကထိန်တွေဆိုလည်းကောင်းမှာကောင်းတော့စီးပွားရေးလည်းကောင်းမှာကောင်းပညာရေးလည်းကောင်းမှာကောင်းဘာဖြစ်လာလဲဆိုရင်မြန်မာနိုင်ငံမှာနံပါတ်5အဆင့်နံပါတ်5အဆင့်အင်အားအကြီးဆုံးလူမျိုးဖြစ်လာတယ်နံပါတ်5အဆင့်ဆိုတော့မြန်မာနိုင်ငံမှာလူကြီးအများဆုံးကဗမာလူမျိုးပေါ့ဗမာလူမျိုးပြီးရင်ဒုတိယလူကြီးအများဆုံးကရှမ်းလူမျိုးဖြစ်ပါတယ်တတိယလူကြီးအများဆုံးကရင် current လူမျိုးဖြစ်ပါတယ်စရုပ်ထားတော့ရခိုင်လို့ပြောပါတယ်အဲ့တော့ဒီပြင်စမလောက်မှာပအိုးကလိုက်လာတယ်ချင်းထက်လဲသူကဒီအင်အားမှာစီးပွားရေးအင်အားလူမျိုးစုအရေးအတွက်ပုံများလာတယ်ဘာလို့စစ်မှတ်မရှိဘူးစစ်မှတ်မရှိတော့လူတွေမသေးကြဘူးစီးပွားရေးတွေကောင်းတယ်ကျောင်းနေတက်နေတယ်ပညာတတ်အရေးအတွက်ကလည်းဒီတိုင်းသားလူမျိုးစုတွေရှမ်းပြည်နယ်မှာရှိတိုင်းသားလူမျိုးစုတွေမှာရှမ်းပြီးလို့ရှိရင်ပအိုးကပညာရေးအကောင်းဆုံးလူမျိုးဖြစ်လာတယ်နော်အစည်းလုံးဆုံးလူမျိုးဖြစ်လာတယ်အကျွဲဝါဆုံးလူမျိုးဖြစ်လာတယ်ဒါပါလေငြိမ်းချမ်းမှုကိုတိစောက်နိုင်တဲ့အတွက်ကြောင့်မလို့ပအိုးခေါင်းဆောင်တွေကဘာလုပ်မှာလဲဟုတ်တယ်စစ်တပ်နဲ့ပေါင်းပြီးဟိုဟာလုပ်တယ်ဒါလုပ်တယ်ဘလို့ပဲပြောနေပါစေပအိုးတက်သားတွေကအစားပအိုးခေါင်းဆောင်တွေပအိုးအရာရှိတွေတော်တော်များများသည်သူတို့ရွာကိုတိုးတက်အောင်လုပ်နိုင်တယ်သူတို့ကိုယ်တိုင်ချမ်းသာအောင်လုပ်နိုင်တယ်သူတို့ဆွေမျိုးမိဘမောင်နှမတွေကိုလည်းချမ်းသာအောင်လုပ်နိုင်တယ်စစ်တိုက်ပြီးတော့အချိန်မဖြုံးဘူးငွေမဖြုံးဘူးကြီးမဖြုံးဘူးသူတို့ဒေသကိုသူတို့တာဝန်ယူနိုင်အောင်တက်မတော်စီကနေပြီးတော့တချို့ပအိုးရွာတွေမှာဆိုတက်မတော်မရှိဘူးတော်တော်များများမှမရှိပါဘူးသူတို့ရွာရဲ့လုံခြုံရေးကိုသူတို့ပဲလုပ်တယ်ဟိုဘုံကဒီကိုရင်လေးတို့ဘာလို့အကုန်ထန်ဆန်းကူကြော်ပါလို့ရှိရင်ဖျားတွေဘာတွေမှာလုံခြုံရေးယူနေတာမြန်မာတက်မတော်မဟုတ်ဘူးဒါဟိုPNO ကပဲတာဝန်ယူနေတာအဲ့ထက်မှစုံပြူပေါ့တချို့ပအိုးအဖွဲ့တွေရှိလဲသူတို့တွေကနှိမ်နှင်းပစ်တယ်ဒါကြောင့်အခုလဲဒီငင်းချမ်းရေးအဖွဲ့ပေါ့နော်ငင်းချမ်းရေးအဖွဲ့မှာဥဆောင်နေပြီဆိုတော့ဥခုံဥက္ကာဆိုတာရှိတယ်ဥခုံဥက္ကာတို့ရဲ့အမြင်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လည်းဘာဥခုံဥက္ကာနဲ့တွေ့ဆုံမှုတယ်သူဆိုပြောတယ်ရှမ်းပြည်တောင်ပိုင်းမှာဟာပအိုးနေတယ်ဆိုပေမဲ့ကရင်ပြည်နယ်မှာလည်းနေတယ်ပဲခူးအဆက်မှာလည်းနေတယ်ဒီမွန်ပြည်နယ်ထဲမှာလည်းနေတဲ့အတွက်ကြောင့်သူတို့ကပြည်တော်စုဖြစ်နေမှရမှာခွဲထုတ်လိုက်လို့ရှိရင်သူတို့ပအိုးစုမျိုးစုတွေကကွဲထွက်သွားမယ်တကယ်တမ်းကျသူတို့ပြည်နယ်မရဘူးဆိုပေမဲ့ပြည်နယ်ရထားပြီးသားကရားထက်လည်းပအိုးကလူမျိုးစုများတယ်လူမျိုးအရေးအတွက်များတယ်ချင်းထက်လည်းများပါတယ်ဒါပေမဲ့လူမျိုးအရေးအတွက်များရှိပေမဲ့ပြည်နယ်မရဘူးဘာလို့ပြည်နယ်မရတာလဲဆိုရင်သူက3ပြည်နယ်တိုင်း3ပြည်နယ်နဲ့တိုင်းဒေသကြီးတစ်ခု4ခုကွဲထွက်နေတဲ့အတွက်ကြောင့်မို့လို့သူတို့တွေဟာဘလို့မှသူတို့တို့ကိုပြည်နယ်အနေနဲ့မရဘဲနဲ့သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအနေနဲ့ပဲသူတို့နေကြရတာဖြစ်ပါတယ်ဒါကြောင့်ဒါပအိုးတွေကိုနမူနာယူပြီးတော့ပလောင်လူကြီးတွေကလည်းကိုယ့်ရဲ့ဒေသကိုယ့်ရဲ့ရွာမှာလုံခြုံအောင်ရေမရတဲ့နေရာမှာရေမီးမရတဲ့နေရာမှာမီးကြောင်းမရှိတဲ့နေရာမှာကြောင်းစီကန်းမရှိတဲ့နေရာမှာစီကန်းဆိုပြီးတော့ကိုယ့်လူမျိုးစုမြင့်တရားမှာဖြစ်ပါတယ်တရုတ်နယ်စပ်နဲ့နှီးသွားတဲ့အခါမှာပြည်ထောင်စုစိတ်တွေပျောက်ဆုံးသွားပြီးတရုတ်ကိုအားကိုးပြီးတော့နော်မြန်မာနိုင်ငံမှာရှိတဲ့တခြားသောတိုင်းသားလူမျိုးစုတွေရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးတဲ့လုပ်ရက်ကိုလုပ်ခဲ့တဲ့ TNL ဟာမြန်မာသမိုင်းမှာကမ္ဘာသမိုင်းမှာစတင်တော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်